ကဲနှစ်သက်မှာပဲအချိန်တကြံကြမလဲဆိုတာကိုတင်းကြံစာမှာလည်းအချိန်တိကျပါလာပြီအဲ့ဒီအတွက်ကြောင့်ဒီနှစ်သက်မှာဦးကောင်းစိတ်မင်္ဂလာနေနံအလိုက်ပြုလုပ်ဖို့အတွက် just ကဘယ်နေနံနေဆိုဘယ်ရက်ကိုလှည့်ပြီးတော့ဘာလေးဆောင်ပြီးတော့ပြုလုပ်ရမလဲဆိုတာကိုပြပြပြီးသွားမှာပါဒီနှစ်သက်တင်းကြံကြားရဲ့ရက်ကဧပြီလ14ရက်နေ့တနင်္လာနေ့မြန်မာစံတော်ချိန်မနက်6:38မိနစ်နဲ့21စက္ကန့်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီတကြံမကြခင်လောရမယ့်အရာလေးတစ်ခုရှိရပေါ့နော်ခုနှစ်သားသမီးတွေအတွက်ခုနှစ်သားသမီးတွေကဥအောင်စိတ်မင်္ဂလာကိုတကြံမကြခင်ပြုလုပ်ကြရတယ်ဒီနှစ်သက်ကတကြံကတနင်္လာနေ့ကြတဲ့အတွက်ကြောင့်တနင်္လာသားသမီးကလွဲပြီးတော့ဥအောင်စိတ်မင်္ဂလာကိုတကြံကြချိန်မြန်မာစံတော်ချိန်6နာရီမနက်6:38မိနစ်21စက္ကန့်မတိုင်ခင်လုပ်ပေးရမယ်ပေါ့နော်ဘယ်ရက်ကိုမျက်နှာမူရမလဲဘာလေးစောင်းရမလဲပြီးတော့ဘယ်လိုဥအောင်စိတ်ရမလဲဆိုတာကို just ကနေနံလိုက်တနေ့ချင်းစီပြပြပေးသွားမယ်အဲ့တော့ just တို့အရင်ဆုံးတနင်္ဂနွေနေ့ကနေစမယ်ပေါ့နော်တနင်္ဂနွေသားသမီးတွေကအရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့ဒန်းညွန့်ဆောင်ရမယ်ပြီးတော့ခန်းခေါ်ညွန့်ဆောင်ရမယ်အဲ့ဒီနှစ်ခုကိုဆောင်ပြီးတော့ဦးအောင်စိတ်မင်္ဂလာပြုလုပ်ရမယ်ပြီးတော့တနင်္လာကို just တို့မပြောသေးဘူးဒါသကြံကြနေမှာလောက်အောင်မှာဆိုတော့အင်္ဂါကိုဆက်သွားမယ်အင်္ဂါကိုဆက်သွားရမယ်ဆိုရင်အနောက်မြောက်ရက်ကိုမျက်နှာမူအင်္ဂါသားသမီးတွေကပြီးတော့ခန်းခေါ်ညွန့်ဆောင်ရမယ်ရွက်လာညွန့်ဆောင်ရမယ်ဗုဒ္ဓဘုသားသမီးကကြောင့်မြောက်ရက်ကိုမျက်နှာမူပြီးတော့နေစာညွန့်ဆောင်ရမယ်တပြေညွန့်ဆောင်ရမယ်ရာဟုသားသမီးကကြတော့အရှိတောင်ရက်ကိုမျက်နှာမူပြီးတော့နေစာညွန့်ဆောင်ရမယ်တပြေညွန့်ဆောင်ရမယ်ဇာတာပလေးသားသမီးကြတော့အရှိရက်ကိုမျက်နှာမူပြီးတော့ချက်ရားဆိုတဲ့ရွက်လာညွန့်ဆောင်ရမယ်ပြီးတော့တီးညွန့်ဆောင်ရမယ်တောက်ကြသားသမီးကကြတော့တောင်ရက်ကိုမျက်နှာမူပြီးတော့တပြေညွန့်ဆောင်ရမယ်ဒန်းညွန့်ဆောင်ရမယ်စနေသားသမီးကအရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့တီးညွန့်ဆောင်ရမယ်အုံညွန့်ဆောင်ရမယ်ပေါ့နော်အဲ့လိုမျိုးအတီးတီးဆောင်ပြီးသွားရင်ရဟနာသုံးပွားမိဘဘိုးဘွားတခြားပြမစတုလောကပါဏအိမ်နက်ပေါင်းကိုလုံးဝစင့်ခေါ်ပြီးတော့ဆူတောင်းမြတ်တာပို့ပြီးတော့ကိုလိုရဲ့အရာကိုဆူတောင်းပြီးတော့ဦးကောင်းစိတ်မင်္ဂလာပြုလုပ်ရပေါ့နော်ဦးကောင်းစိတ်မင်္ဂလာလုပ်တယ်ဆိုတာပြောရမယ်ဆိုရင်ဒီခေါင်းကိုရှည်လောင်းလိုက်တာပဲပေါ့နော်ဒါမဲ့ဒီအညွတ်လေးသုံးပြီးတော့ခေါင်းကိုနှစ်ခေါင်းရဲ့အညစ်ကြေးကိုစေးကြောရဲဆိုတဲ့ပုံစံမျိုးနဲ့လုပ်ကြတာအဲ့တော့ just တို့အခုတနေ့ကျန်တာကတနင်္လာနေ့ပေါ့နော်ကြားနေ့မှာတနင်္လာနေ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရက်မှာလုပ်လို့မရဘူးအဲ့ဒါကြောင့်အင်္ဂါနေ့အကျက်နေ့မှာလုပ်ကြမယ်နတ်သားသမီးကဘာလုပ်ရမလဲဆိုတော့တကြံအကျက်နေ့မှာမြောက်ရက်ကိုမျက်နှာမူပြီးတော့အုံညွန့်ဆောင်ရမယ်မြေစာညွန့်ဆောင်ပြီးတော့ရဟနာသုံးပါးမိဘစေရတခြားပြမစတုလောကပါဏသာနာတော်ဆောက်နှကောင်းနှမျက်တွေကိုဆူတောင်းပြီးတော့ဦးကောင်းစိတ်မင်္ဂလာပြုလုပ်ရမယ်အဲ့ဒီတော့ဒီဟာလေးကနတ်သားသမီးကတော့အချိန်သတ်မှတ်ထားမျိုးမရှိဘူးဒါပေမဲ့တကြံအကြနေ့မှာပြုလုပ်မဲ့နေ့လန်6ခုလုံးကတော့ဒီတကြံမကြခင်အချိန်မီလုပ်ပေးရမှာပေါ့နော်အဲ့ဒီတခုတော့ရှိပါတယ်လာမယ့်နှစ်သက်အတွက်ပေါ့နော်နေ့နံအလိုက်ကိုမှတစ်နှစ်လုံးစာဟောခင်းလေးခုနှစ်သားသမီးအတွက်ဖတ်ပြပေးသွားမှာပဲပထမဆုံး just တနင်္ဂနွေကိုနဲ့စလိုက်အောင်တနင်္ဂနွေသားသမီးတွေကဒီနှစ်ထဲမှာအယူအဆတွေစမ်းသပ်မှုတွေနဲ့စိတ်ကူးပေါ်မော်ရတဲ့အတိုင်းပန်းနိုင်ထားပြီးတော့စူးစမ်းကြမယ်ဒါပေမဲ့လမ်းကူးလက်မှာနည်းနည်းပိတ်မိနေကြမယ်မိသားစုမှာမိထက်ငယ်တဲ့သူတွေနဲ့မကြာခဏစကားများတဲ့သားသမီးလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ညီမတွေကိုယ်မောင်လေးတွေနဲ့ဖြစ်မယ်အဆောက်အုံရှောင်းပေါင်ငှားနဲ့ချီးရသောငွေကြေးပြန်လည်ရရှိမယ်ချီးရတဲ့ပတ်စံတွေပြန်လည်ရနိုင်တယ်ငယ်ရွယ်သူတွေအများကြီးကရီးစားများပြီးတော့အိမ်အောင်တွေကကြောက်ယုံကြည်မှုတည်ဆောင်ခက်ခဲတဲ့ကာလဖြစ်နိုင်တယ်တစ်နှစ်လုံးငယ်ရွယ်သူတွေကလုံးဝရီးစားမမြဲတော့ဘူးရီးစားများမယ်အိမ်အောင်တွေကလည်းယုံကြည်မှုတည်ဆောင်ဖို့ခက်ခဲနိုင်မယ်ဒီငြိမ်သောစိတ်သက်ဖြင့်မမိတ်မတုံစူးစမ်းပါမှရီမန်းထားသောပညာရေးအစဉ်ကိုရောက်ရှိပြီခုနကပြောလို့ပဲသိရမလားစိတ်ကိုယ်တွေပုံပေါ်ရတဲ့အတိုင်းနည်းနည်းလမ်းခုလက်မှာပိတ်မိတတ်တယ်ဆိုတော့ပညာရေးပိုင်းမှာလည်းအဲ့လိုနည်းနည်းလေးနှောင့်နှေးတတ်တယ်ပို့ပြီးတော့စူးစမ်းရမယ်သူများကြီးတက်ပို့ပြီးတော့အဲ့တော့မတော်တဆထိခိုက်ဒဏ်ရာဦးခေါင်းနဲ့ပတ်သက်ပြီးရနိုင်တယ်အဲ့ဒါကြောင့်ဦးခေါင်းနဲ့ပတ်သက်တဲ့ accident ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ cycle တွေပါစီးများရဆိုလည်းသတိထားကြပါဦးခေါင်းနဲ့ပတ်သက်ပြီးတော့ဒဏ်ရာမရပါစေနဲ့သွေးအားနဲ့ခြင်းခါနာတော့ယောဂဝေဒနာတို့ခံစားရတဲ့သွေးအားလည်းနေတတ်တယ်ပေါ့နော်ခါလည်းနာတတ်တယ်ရရရှိတယ်ရရကဘာလို့တင်လဲဆိုတော့မွေးနေ့ရဲ့နနက်10:30အချိန်မှာထောပတ်ထမင်းစွန်းကိုအိမ်ရှိဖျားတွင်ကတ်လူ၍လိုရာဆုတောင်းပါတဲ့အဲ့ဆိုလွယ်ပါတယ်ရရခြေလိုက်အောင်နဲ့အဆင်ပြေရဲ့အကျိုးပေးရဲ့ခဏန်းတွေက368 3ရ6ရ8
ဆို just တို့နနသားသမီးလို့သွားတနနသားသမီးကကြတော့ဒီနှစ်ထဲမှာလုပ်ငန်းရဲ့ဝင်ငွေထပ်ပို့ပြီးတော့များဝင်လာတဲ့ပုံကြီးထွက်ငွေများမယ်ပေါ့နော်ပြောစင်တာကစိတ်ပူပန်စီတော့အကြောင်းအရာတို့နဲ့မကြာခဏကြုံတွေ့ရတဲ့စိတ်အမြဲပူပန်မယ်လို့ပြောနေရတာတော့မသိဘူးရေနဲ့နီးစပ်တဲ့နေရာမှာအန်ရရှိမယ်အဲ့တော့ပင်လယ်နားနေရမသွားကြနဲ့ပင်လယ်နားကိုလုံးဝမသွားကြပါနဲ့ဥဆောင်တက်သောအမျိုးသမီးတို့ဤကိုညီမစားထောက်ပပေးခြင်းတို့ရရှိအန်နဲ့အမျိုးသမီးရဲ့စီကပို့ပြီးကိုညီရမယ်လို့ပြောတယ်အချစ်ရှင်နဲ့ကြောစမ်းကလေးဝေးကွာနေအချစ်ရည်နဲ့တော့ဒီတိုင်းဝေးရအောင်ကြောစမ်းကပ်ပြီးဝေးရနီးရက်နဲ့ဝေးဆိုလို့ပေါ့နော်အဲ့တော့အိမ်တော်ရေးတာယာမှုရှိပြီးတော့သွားသမီးရဲ့အနာတို့ကအချစ်ရည်ပဲမကောင်းတာအိမ်တော်ရေးကတာယာမယ်သွားသမီးအများကြီးရမယ်ကျောင်းစိမ့်ကုန်မှပစ္စည်းနဲ့ကားရောင်းဝယ်ခြင်းတို့မှာအကျိုးမြတ်များပွဲစားရေးအဆင်ပြေပြီအဲ့ဒါဆိုတန်ဖိုးကြီးရနာပစ္စည်းတွေစာရွက်စာတမ်းတွေပြဆုံးမှုရှိရဲပစ္စည်းတွေတင်ချသိမ်းသားမှာအဆင်ပြေမယ်နော်နာသားသမီးစီးပွားရေးအတွက်ပြပခရီးမကြာခဏထွက်ရမယ်ပညာရေးမှာအသင့်တင်ကောင်းမွန်ပြီးတော့ပညာရေးကမစိုးကြိုးစားလောက်ရမယ်လို့ပြောတာပေါ့နော်အသင့်တင်ကောင်းမှဟီမန်းဆက်တွေပြည့်စုံမယ်ကျမ်းမာရှိမှကြတော့အရှိပြားနဲ့သွေးအားနဲ့ယောဂဝေဒနာခံစားရတယ်သွေးအားနဲနေကြတယ်နော်တော်တော်တင်းနေတော့နင်းအောင်အရှိပြားနဲ့သတိထားကြပါရရချီလို့ရပါတယ်ရရမွေးနေ့မနက်9:28မိနစ်အချိန်မှာအိမ်မှာရှိတဲ့ဖရားမှာဒိန်ချင်းစွန်းကတ်လူပြီးတော့လိုရာဆုတောင်းလို့ရပါတယ်အကျိုးပေးရဲ့ခဏနေရတော့4ရယ်9ရယ်2ရယ်ပါကဲအင်္ဂါလာပြီအင်္ဂါနေ့ဘွားသားသမီးတွေကဒီနှစ်ထဲမှာအနာဂတ်စီးပွားရေးစီမံခန့်ခွဲမှုများအတွက်တွေးတောစိတ်များပြီးပူပန်နေရတနေ့ကနေလည်းပူပန်ရမယ်အကောင်ပူပန်နေရပဲတနေ့လုံးစကားပြောဆိုဆက်ဆံရနိုင်လိမ္မာပါနှက်မှုရှိရင်လိုအပ်တယ်အင်္ဂါသားသမီးရေစကားပြောရမှာလိမ္မာပါနှက်ဖို့လိုအပ်တယ်အရန်စကားကိုနည်းနည်းစဉ်းစားပြီးမှပြောကြနော်စိတ်ဝမ်းကွဲစရာကိစ္စရများဖြင့်မိတ်ဆွေများနဲ့ကြုံတွေ့ရမိတ်ဆွေရဲ့စိတ်ဝမ်းကွဲစရာကိစ္စအထင်လွဲမှုလေးဖြစ်နိုင်တယ်စာပေစက္ကူနဲ့စာရေးကရိယာထုတ်ဝေရေးလုပ်ငန်းတို့မှာအကျိုးမြတ်များနိုင်မယ်စက္ကူလုပ်ငန်းတွေများလုပ်တဲ့မမျော်လင့်ထားသောလုပ်ငန်းတို့နဲ့လက်တွေ့ကျသောလုပ်ဆောင်ချက်တို့ကြောင့်ဝင်ငွေကောင်းနိုင်မမျော်လင့်ထားတဲ့နေရာမှာဝင်ငွေအများကြီးရမယ်လို့ပြောကြတယ်။အောင်မြင်မှုနဲ့တူစိတ်လွတ်လပ်ရန်အလို့ငါတရားဓမ္မနဲ့မပြတ်ရှိရန်အထူးလိုအပ်သည်ရဲ့။အရင်ပြောရလဲပြောဖရားတရားလဲလောက်ကြပါရဲ့ငါသားသမီး။အချစ်ရေးမှာစမ်းပွင့်တဲ့ကာလဖြစ်ပြီးတော့အိမ်တော်မှုကိစ္စအဝဝကိုအပေးယူမြတာဆိုတာနားလည်မှုပေးနိုင်တယ်။အင်္ဂါသားသမီးဒီနှစ်ထဲမှာချစ်ရေးကံကောင်းမယ်။အိမ်တော်မှုကိစ္စလည်းအရှမ်းကောင်းတယ်အပေးယူလည်းမျှတာတယ်။ဝါကျမ်းမာရေးမှာစီးချိုအသေးစားရောဂါဝေနိုင်ခံစားရမယ်ရှေ့ရနှစ်ခုလို့တွေးရမနေတော့စီးချိုဖြစ်မယ်အဲ့တော့အေးရှော့တော့ကြပါပြီးတော့အသေးနဲ့ပတ်သက်ပြီးတော့အရက်တွေရှော့တော့ကြပါအေးအရက်တွေရှော့တော့ကြပဲเนาะအင်္ဂါတွေအဲ့တော့ရှရယာကဘာလဲဆိုတော့မွေးနေ့မနက်9:54 10နာရီမထိုးရင်6မိနစ်အချိန်မှာအိမ်ရှိဖရားတွင်အုံမောင်းကလူ၍လိုရာစုတောင်းပါတဲ့အုံပေါင်းအကျိုးပေးခဏန်းက9ရယ်10ရယ်2ရယ်ဟောနှစ်တည်းရတော်ကျိုးပေးနေကဲဒါဆိုရင်အခုဗုဒ္ဓပူနေ့ဖွာသားသမီးတွေကဒီနှစ်ထဲမှာလုပ်ငန်းအပြိုင်ဆိုင်အရမ်းများမယ်ရှင်တွဲပြီးတော့လှုပ်ဆောင်ရတဲ့အစုအဝေးနဲ့လှုပ်ဆောင်ရတဲ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကအကျိုးမရှိဘူးတယောက်တည်းလှုပ်တင်းပလေယာမလုပ်ကြနဲ့ဒီနှစ်ထဲမှာပညာရေးမှာစိတ်ဝင်စားမှုအားနည်း၍ပုံမှန်စူးစမ်းပညာရေးကိုလုံးဝစိတ်လွင့်နေမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အဲ့အကြောင်းနှစ်ဆပို့ပြီးစူးစမ်းတဲ့နဲ့အတင်းအားထုတ်တဲ့နဲ့ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးကံကောင်းခြင်းယုံကြည်မှုကိုအလွဲသုံးစားလုံးဆောင်ခြင်းခံရတတ်တယ်ဘသူကသစ္စာဖောင်းမှမသိယုံကြည်မှုအလွယ်သုံးစားလုပ်ကြမယ်ပေါ့နော်အနီးနားလူတွေကအဲ့တော့ခန္ဓာကိုယ်ရေဓာတ်အားနဲ့ခြင်းထပ်မတည့်တော့ယောဂကြုံတွေ့ရတဲ့ရေဓာတ်အားနဲ့မယ်ဆိုရေများတောက်တဲ့နယ်လို့ပြောရတော့မသိချဘူးဓာတ်မတည့်တော့ယောဂရေနဲ့ဓာတ်မတည့်ယောဂကြုံတွေ့ရတဲ့ရေနားမသွားကြနဲ့ရေကိုလည်းကြည့်ကြက်ပြီးတော့ချင့်ချိန်ပြီးတောက်ကြပေါ့နော်ခါတလေရေတောက်နေရည်လည်းရှိသလိုရေတောက်များရင်လည်း intoxicated ဖြစ်တာမျိုးရှိရဲအဲဒါကြောင့်ရေနဲ့ပတ်သက်ပြီးသတိထားကြပါတွေးခေါ်ယူဆချက်ကောင်းမွန်ပြီးတော့အများနဲ့ဆက်နေတော့ဖြစ်စဉ်များကြောင့်ဖယ်ကျင်ခြင်းခံရတဲ့သိရမလားဟိုနည်းနည်း blush လေးဖြစ်မယ်ပေါ့နော်ပြောချင်တာစိတ်ထွက်ပေါက်အတွက်အပျော်ရှာသောကာလဖြစ်၍အပြည့်သဘောမဆန်အောင်ရှောင်းနေပျော်တာပျော်ပါဒါပေမဲ့အပြည့်သဘောမရောက်စေနဲ့အရှိန်စိတ်လို့ကိုလို့မပြောလိုက်ပါနဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှုများအတွက်စကားများစိတ်ရှုပ်ထွေးရတဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှုတွေမှာလည်းအဲ့လိုစိတ်ရှုပ်ထွေးရတဲ့ဟာရှိမယ်ဒါပေမဲ့ရရရှိပါတယ်ဖော်တူဖို့ရသိမကောင်းနော်ရရရှိရမွေးနေ့မနက်9:09မိနစ်အချိန်မှာပဲနံပြားစွန်းကိုပဲနံပြားစွန်းအိမ်ရှိဖရားတွင်ကတ်လူပြီးတော့လိုရာဆုတောင်းလို့ရပါတယ်အကျိုးပေးရဲ့ခဏန်းတွေကတော့3ရယ်6ရယ်3ညရယ်ပါရာဟုနေ့ဘွာသားသမီးတွေကကြတော့ဒီနှစ်မှာအစုံတော့အောင်ပဲပေါ့နော်ခန္ဓာမျိုးစုံမှာရင်းနှီးမြုပ်နှံမှုတွေအများများတဲ့အတွက်ကြောင့်ကို့မှာရှိရလက်ထဲမှာငွေမကျန်တော့ပဲရင်းနှီးမြုပ်နှံမိမှာပေါ့နော်အဲဒါကြောင့်မလို့အကျွေးအောင်တင်နိုင်တယ်
ရေတိုစီးပွားရေးမထဲဝင်တယ်မှာရေတိုအကယ်၍စီးပွားရေးက business plan တေချာမရှိဘူး solid မဖြစ်ဘူးဆိုရင်မပါသင့်ဘူးတဲ့မပါကြပါနဲ့ပြီးတော့အကျိုးမြတ်နဲနိုင်တယ်အဲ့စီးပွားရေးကအကျိုးမပေးဘူးပေါ့နော်ရေလေးတာရင်းနှီးမြှုပ်နှံလိုက်တာစက်ပစ္စည်းနဲ့ electronic ပစ္စည်းများအလေတွင်အပြောက်ပြက်ရှိတဲ့စက်ပစ္စည်းကိုသတိထားကြပါခယူးဆိုင်ထိန်းသိမ်းကြပါပြီးရင်ဝယ်ရင်လည်းသတိထားဝယ်ကြပါညီမငယ်တို့ဤကျမ်းမာရေးအထူးခယူးဆိုင်ရတဲ့ညီမငယ်ရှိရင်သူကျမ်းမာရေးထူးကြကိုကခယူးဆိုင်ပေးရမယ်ပေါ့နော်ထိပေါက်ကိန်းတော့ရှိရဲ့ထီထိုးကြနော်ထိပေါက်ကိန်းရှိရဲ့ဆိုတော့ထိပေါက်ကိန်းရှိရဲ့ပြီးတော့စူးစမ်းသလောက်အကျိုးနည်းသည်ဖြစ်ရတယ်မူလတဲ့ပိုရင်နှစ်ဆစူးစမ်းအားထုတ်တဲ့နေရဲ့အဲ့တော့စူးစမ်းသလောက်မရဘူးအဲ့ဒါကြောင့်ကိုကအများကြီးစူးစမ်းမှနည်းနည်းလေးအဖတ်တင်မှာပေါ့နော်အချစ်ရေးကံကောင်းမယ်အချစ်ရေးရောကံကောင်းကြမယ်အချစ်ရေးကံကောင်းပြီးတော့အဝေးရောက်ချစ်သူတို့နဲ့စုံစည်းရတော့အချိန်ဖြစ်အဲ့အဝေးမှာရှိတဲ့ချစ်သူ long distance တွေကလုံးဝဒီအချိန်မှာစုံကြမယ်ပေါ့နော်စန့်ကျင်ဘလိန်တို့ရဲ့စိတ်ဝင်စားမှုအထူးခံရသည်ရဲ့ပညာရေးမှာမလျှော့တော့လုံးလားဖြင့်စူးစမ်းမှုကြောင့်အောင်မြင်မှုရရှိခုနကပြောလို့ပဲပညာရေးကအရင်ကတော့စူးစမ်းတော့အရာမထင်ဘူးဒါပေမဲ့မလျှော့တော့ဇွဲရှိနဲ့စူးစမ်းမယ်ဆိုရင်အောင်မြင်မှုရရှိနိုင်တယ်အရှောင်းဝယ်မှားယွံ၍ငွေကြီးဆုံးရှုံးရနိုင်တယ်ခုနကတော့ပါပြီးတော့ရင်းနှီးမြှုပ်နှံတာတွေနဲ့နည်းနည်းဆိုင်တယ်လေအရှောင်းဝယ်ကမှားနိုင်တယ်ငွေကြီးဆုံးရှုံးနိုင်တယ်အဲ့ငွေနဲ့ပတ်သက်ပြီးတော့အသိထားမှာပေါ့နော်ဒါပေမဲ့ရရရှိပါတယ်ရရကမွေးနေ့မနက်10:28မိနစ်မှာအိမ်မှာရှိရဲ့ဖျားစင်မှာနနက်ရုပ်ကပ်ပြီးတော့လိုရာဆုတောင်းပါတဲ့အကျိုးပေးကနန်းမှာ139 Okay အဲ့ဒါဆိုရင်ကြာလာပြီးနေကိုသွားအောင်ကြာလာပြီးနေပွားသွားသမီးကကြတော့ဒီနှစ်ထဲမှာဆရာသမားနဲ့မိတ်ဆွေတို့ရဲ့အရေးပေးခံရမယ်တဲ့အဲ့ဒီအတွက်ကြောင့်အတွင်းနဲ့လုံအဝင်ခွင့်ကြမှုဖြစ်မယ်ဝါလုံးဝစိတ်ကူးနဲ့လက်တွေ့ထပ်တူကြမယ်လို့ပြောလိုက်တာပဲရဝေးစီးပွားမိတ်ဆွေတိုးပွားအန်းနဲ့မိတ်ဆွေတွေကလုံးဝအနီးနားမှာမဟုတ်အဝေးရလည်းအကျိုးပေးမယ်မိတ်ဆွေရှိမယ်ပေါ့နော်ရှားတဲ့တော့အခွင့်အရေးထပ်ပို၍လောက်ယူမိတော့ကြောင့်အဆင်ပြေဖြစ်နိုင်အန်းနဲ့အခွင့်အရေးကိုအလွယ်သုံးအောင်မလုပ်ကြပါနဲ့လို့ပြောချင်တာလားမသိဘူးနည်းနည်းလေးအခွင့်အရေးရရင်အဲ့လိုမျိုး humble ဖြစ်နဲ့နေကြပါလို့ပြောရထင်တာပဲအိမ်တော်မှုကိစ္စအဆင်ပြေမှုများနေအိမ်တော်ရေးရောလုံးဝအဆင်ပြေဘူးပဲတော်တော်သိခံရမယ်ကာလဖြစ်မယ်အချစ်ရေးမှာမကြခဏနားလည်မှုလွယ်နိုင်အချစ်ရေးအိမ်တော်ရေးအဆင်ပြေမှာအချစ်ရေးမှာလည်းအဆင်ပြေကြအောင်နော်အချစ်ရေးမှာလည်းနားလည်မှုလွယ်ပြီးတော့အဆင်ပြေလုံးဝထောက်လျှောက်ဖြစ်မယ်ပညာရေးမှာစိတ်ဝင်စားမှုအားနည်းပြီးတော့အနှဲငယ်ညံ့မယ်ပညာရေးညံ့မယ်ဒီနှစ်ထဲမှာအဲ့ဒါကြောင့်စိတ်ဝင်စားမှုအကြီးကစိတ်ဝင်စားမှုအားနည်းတဲ့အတွက်ကြောင့်ပြောတာကွာအဲ့တော့ကိုကစိတ်ဝင်စားမှုအတင်းကိုလိုက်စိတ်ဝင်စားရဲဆိုတော့ကောင်းလာမှာဟုတ်တယ်မလားအဲ့တော့တစွတ်ထိုးလုံးဆောင်ချက်များကြောင့်နဲ့မိသားစုချင်းမကြောက်နာသဘောတော့ခါကွဲလွဲနိုင်တဲ့တစွတ်ထိုးရင်မလုပ်ကြပါနဲ့မိသားစုချင်းချင်းနည်းနည်း conflict တွေပြဿနာတွေတက်နိုင်တယ်ထမြ၍ပြတ်သားသောစကားများကြောင့်လူအများယုံကြည်မှုရရှိတဲ့ဟွာဘိုးဖြစ်တယ်ဆိုတော့လုံးဝလူရဲ့ယုံကြည်မှုရနိုင်တယ်ပေါ့နော်ပြတ်သားရယ်ဆုံးမချက်လည်းပြတ်သားရတဲ့အတွက်ကြောင့်ကျန်းမာရေးမှာအမြင်အာရုံချွတ်ယွင်းအားနဲ့သေးစားခွဲစိတ်မှုများကြုံတွေ့ရတဲ့မျက်စိနဲ့ပတ်သက်ပြီးတော့အမြင်အာရုံနဲ့ပတ်သက်ပြီးတော့ operation တွေလုပ်ရတော့တယ်ပေါ့နော်ရရရှိပါတယ်ရရကတော့မွေးနေ့နနက်9နာရီအချိန်မှာအိမ်ရှိဖျားတွင်ရွှေလိမ်မော်သည်ကတ်လူပြီးတော့လိုရာဆုတောင်းပါတယ်အကျိုးပေးရဲ့ခဏန်းတွေက2ရယ်5ရယ်6ရယ်ပါတောက်ကြနေပွားသားမိကြတော့ဒီနှစ်မှာအချစ်ရေးကမိထက်အဆပါလုံးတော့အမျိုးကောင်းသားသမီးတို့နဲ့ဖူးစာဆောင်ရတဲ့ရေဝါတောက်ကြရီအားကြပါရဲ့လောကကိုယ့်ထက်ပိုပြီးကောင်းတဲ့လူနဲ့ကိုတွေ့မယ်ဆိုပြီးတော့ပြောတာနော်မိန်းကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ငယ်ရွယ်သူတွေအတွက်ကကြတော့ကာလအတန်ကြာဝေးကွာနေရတဲ့တန်တက်တတိအောင်ဝယ်ခြင်းတို့မှာအကျိုးမြတ်များတဲ့သားနဲ့ပတ်သက်တဲ့အကျိုးပေးမယ်စီးပွားရေးလုပ်ငန်းတွေသူတို့ဘာလို့ပြဿနာနဲ့အာမခံကိစ္စများရင်စေနာဖြင့်လိုက်ပါဖြည့်ရှင်းရမှာပုံမရှုပ်ထွေးပြီးတော့မီးလောင်လေးပြလို့ဖြစ်အဲ့တော့ကိုကိစ္စကိုစိတ်ဝင်စားကြပါသူများကိစ္စကိုဝင်ပြီးတော့စေနာလိုက်မရှင်းပေးကြပါနဲ့လို့ပြောချင်တာအတွေ့အကြုံအသစ်ဆန်းလို့ဆင်ပြီးတော့လောက်ပါမှာလမ်းမရောက်ရင်မဟုတ်တာဟုတ်တယ်လို့ဖြစ်တယ်အဲ့တော့လုံးဝ don't try new things stay in your comfort zone ကိုပြောလိုက်လို့ပဲလုံးဝအသစ်ဆန်းနေနည်းနည်းတိတ်ပြီးတော့စမ်းရင်လည်းနည်းနည်းသကယူးဆိုင်ကြပေါ့နော်ဘာလို့လဲဆိုအသစ်ဆန်းကိုစမ်းကြည့်တိုင်းမှာလမ်းမရောက်ပြီးတော့ဒုက္ခရောက်မယ်ငါကိုမူလလုပ်ငန်းတို့ထိမ့်သိမ့်လောက်ဆောင်၍လုပ်ငန်းသစ်မတိုးချဲ့တဲ့မှာကို့မှာရှိနေပြီးသားလုပ်ငန်းကိုအကျယ်ချဲ့တာလုပ်ငန်းသစ်တိုးတာမလုပ်တဲ့ဦးရဲ့ဒီနှစ်ထဲမှာပတ်ဝန်းကျင်အသစ်မှာပျော်မွေ့နိုင်အောင်စ조사ပြီးတော့မိတ်ဆွေအသစ်ဖြစ်အဆင်ပြေနေပတ်ဝန်းကျင်အသစ်မှာအဆင်ပြေမယ်မိတ်ဆွေနဲ့လည်းအဆင်ပြေမယ်ကြရရရှိပါတယ်တောက်ကြနေရနည်းနည်းတော်ရလို့ပြောမစိုးပေါ့နော်ကျန်တဲ့အနေနဲ့ဆိုင်ရရရှိရဲ့မွေးနေ့မှာမနက်9:45မိနစ်အချိန်မှာအိမ်မှာရှိတဲ့ဖျားမှာစွန်ပလွန်သီးကတ်လူ၍လိုရာဆုတောင်းပါတဲ့အကျိုးပေးရဲ့ခဏန်းတွေက4:9စနေနေ့ဘွာသားမိရကြောင်းဒီနှစ်ထဲမှာဘဝအတွက်
ရွေးချယ်ထားသောကျင်ရာဘက်ချစ်သူတို့နဲ့ပတ်သက်ပြီးတော့တဲ့စိတ်ညစ်ညူးဖွယ်အမှတ်တရများကြံရစ်နိုင်တဲ့အရှင်တော့ကခွင့်လွတ်ခဲ့ကိုခဲမကြည့်မဲ့ခွင့်လွတ်ခဲ့ရတဲ့ဟာလေးတွေကနည်းနည်းဒီအချိန်မှာပြန်ထမယ်ပေါ့နော်အဲ့လိုမျိုးပြောစင်တာလုပ်ငန်းတူပြိုင်ဘက်များကြီးတိုက်ခိုက်မှုအများတဲ့စေခံစားအဲ့လုပ်ငန်းမှာရှိတဲ့ပြိုင်ဘက်တွေကနည်းနည်းသိအဆင်မပြေဖြစ်မယ်ကိုကအပြိုင်ဆိုင်ဖြစ်နေမယ်အများအကျိုးပြုလုပ်ငန်းများနဲ့အဖွဲ့အစည်းတို့ရဲ့ပါဝင်ခြင်းမလုပ်ဆောင်နိုင်ပါဝါ charity မလုပ်ခိုင်းတာလားမသိ volunteer မလုပ်ကြနဲ့အများအကျိုးပြုလုပ်ငန်းတွေမလုပ်Okay သစ္စာရှိတော့တပည့်တပန်းတို့ရနိုင်အောင်တပည့်ရအောင်သစ္စာရှိမယ် assistant တွေတပည့် Okay လောဘများတော့အတွေးများဖြင့်အမှားတွေးတတ်၏လောဘအရန်မများကြနဲ့ဟုတ်ရင်အမှားတွေးကြမယ်စွန့်စားရတော့အလုံများရွှေချယ်လုံးဆောင်လို့စိတ်ရှိဒီနှစ်ထဲမှာပို့ပြီးတော့စွန့်စားခြင်းပဲပေါ့နောက်အရင်နှစ်တည်းရတဲ့တနစ်ပတ်လုံးရဲ့အဓိကအကြောင်းကအစိတ်တင်တော့အတွေးကအရာရာမှားယွင်းစေနိုင်သေးရဲ့အတွေးအဲ့လိုမျိုးအတွေးမကောင်းတဲ့အတွေးဖြစ်လာတဲ့အခါကိုယ့်ဟာကိုယ်နည်းနည်းစိတ်လျှော့ပြီးတရားလေးထိုင်တာတွေဘာလုပ်ပေးသင့်ပါတယ်အတွေးကအစိတ်တင်စေရဆိုပြီးတော့အရာရာမှားယွင်းစေရဆိုလို့ဒီမှာရေးအောင်ရေးရဆိုတော့ Okay ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောအောင်ကျမ်းမာရေးမှာကြောက်ကပ်အားနေကြမယ်အဲအကြောင်းကြောက်ကပ်ဆိုတော့အရှိများများတောက်ပြီးကြောက်ကပ်အားနေခြင်းဝေနာခံစားရမယ်ပညာရေးမှာအဆုံးစွန်စ조사ရတော့အချိန်ခါဖြစ်လာတဲ့နဲ့လုံးဝပညာရေးမှာအဆုံးထိစ조사ရမှာနော်ပညာရေးနဲ့ပတ်သက်ပြီးတော့တော်တော်စ조사ရမယ်ကာလရရကတော့ထုံးစံနိုင်မယ်မွေးနေ့မှာမနက်10:45အချိန်မှာအိမ်မှာရှိတဲ့ဖျားမှာအုံတို့ခောက်ဆွဲကတ်လူပြီးတော့လိုရအောင်ဆုတောင်းပေးပါတဲ့အကျိုးပေးရဲ့ခဏန်းမှာ3ရက်6ရက်8ရက်ပါကဲအခုဆိုရင်တော့ just 9ရက်သွားသမီးရဲ့အကုန်လုံးအတွက်လာမယ့်နှစ်ထဲမှာပေါ့နော်ဘယ်အရာလေးရှောင်းတဲ့နဲ့ဘယ်အရာလေးလုံးတင်နေဆိုတာကိုတည်တည်ချာချာတိတိကျကျပြောပြပြီးသွားပါပြီအဲဒါကြောင့်မို့လို့နှစ်သက်မှာစိတ်အချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါ